ဆိုကြဒီနေ့ဘာနေလဲသိလား ဩမိမပဲဒီနေ့တနေ့လာနေလေ နောက်တစ်ခါပြန်ဆင်းလာကြည့်ရော ဩတိဒီနေ့မိမလာတာဖြစ်တယ်နေဟုတ်တယ်ဒီနေ့ကိုးရောက်ရဲ့နဲ့ဘာဆိုနေပဲစိုးရင်းမရဲ့တကယ်စိုးဟိုတကယ်မိနေလို့နော်ဒီတောင်းလာမယ်နော် ယောက်ျားမိတော့မမဖြစ်ပါဘူးဟောမဲ့ဒီနေ့လေးကိုတော့ဝယ်နေဖို့တိုလေးရမမေ့သေးဘူးယောက်ျားရဲ့ တော်သေးတာပုံမိမရေကိုရိုးနှစ်ယောက်ရဲ့ဆိုရှင်ဒီနူရတဲ့အခိုက်အတန့်လေးကို main story ကနေအလားဆုံးထိထားပေးလို့ပေါ့ တချို့ရက်တွေကိုလူတွေကမေ့ချင်နေမယ်ဒါပေမဲ့အမှတ်တရပုံတိုတွေတော့မမေ့ဘူး